adjective ဆိုတာပါလေ adjective ဆိုတဲ့စကားလုံးကိုရင်းနှီးနေပြီမယ်အဓိပ္ပာယ်ကိုတည်တည်ချာချာမသိသေးဘူးဒါဆိုရင်တော့ you are on the right video Hello everyone ဒီနေ့ဗီဒီယိုလေးထဲမှာတော့ adjective အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါရှင်ပထမဆုံးအနေနဲ့ adjective ရဲ့မြန်မာလိုအဓိပ္ပာယ်လေးကိုလေ့လာကြည့်ကြမယ် adjective ကိုမြန်မာလိုဆိုရင်တော့နာမဝိသေသနလို့ခေါ်ပါတယ်adjective ကို noun တွေနဲ့ pronoun တွေကိုအထူးပြုဖော်ပြခြင်းတဲ့အခါသုံးပါတယ် adjective တော်တော်များများကမြန်မာလိုဆိုရင်တော့သောဆိုတဲ့စကားလုံးနဲ့အဆုံးသတ်လေးရှိပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် beautiful လှပသော happy ပျော်ရွှင်သော cute ချစ်စရာကောင်းသောဒါပေမဲ့ adjective တွေအကုန်လုံးကသောနဲ့ပဲအဆုံးသတ်တာမဟုတ်ပါဘူးသောနဲ့အဆုံးမသတ်တဲ့ adjective တွေလည်းရှိပါတယ် white အဖြူရောင် blue အပြာရောင်ဒီလိုမျိုးစကားလုံးလေးပေါ့နော်ဒါဆိုရင်သင်က white တို့ blue တို့ဆိုတာ noun တွေမဟုတ်ဘူးလားလို့တွေးချင်တွေးလိုက်မယ်ဟုတ်ပါတယ် white တို့ blue တို့က noun တွေပါပဲဒါပေမဲ့စာကြောင်းထဲမှာဆိုလို့ရှိရင်ဥပမာအနေနဲ့ white bag လို့ပဲသုံးထားရဆိုပါစို့ဒါဆိုရင် white ကလည်း noun bag ကလည်း noun bag ဆိုတာကကြတော့လွယ်အိတ်ဒီလိုမျိုး noun ရဲ့ရှေ့မှာအယောင်တွေကိုထည့်သုံးထားရဆိုလို့ရှိရင်သူ့ကို noun အနေနဲ့ပဲသုံးတာမဟုတ်ပါဘူး adjective အနေနဲ့သုံးထားရပဲဖြစ်ပါတယ်ဒီလိုမျိုးအယောင်တွေကိုကြတော့ noun လား adjective လားဆိုတာသိကျင်လို့ရှိရင်စာကြောင်းပေါ်မှာမူတည်ပြီးတော့ခွဲပေးရရပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးက English learner ရဲ့အတွက်အထောက်အကူပြုလိုက်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကသင်အတွက် English စာလေ့လာတဲ့နေရာမှာအထောက်အကူပြုရဆိုရင်တော့ English Best Diary YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်ရှင်